သာသနာတော်နှစ်2562နှစ်ကောဇာသက္ကရာ1380ခုနှစ်ဥဒကုလဇန်13ရက်မြန်မာနှစ်ဆန်း1ရက်2019ခုနှစ်ဧပြီလ18ရက်မန္တလေးဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်းတိုက်ဓမ္မရတိမဟာဓမ္မတဘာဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျင်းပပြုလုပ်အပ်သည်မြန်မာနှစ်သက်ကူနှစ်ဦးမင်္ဂလာအထူးဓမ္မသဘင်ခန္ဓာ၌ဥစမ်းမြင့်ဒေါခင်တန်းထေသမီးမခင်စင်ဝင်စင်ကာပူမိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမဟောဒရပညာရှိနှင့်သူဤပညာစွမ်းအားအပိုင်းငါတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတည်ကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမယံရည်အတွက်တိုင်းတာဖော်ပြခြင်းဟာမစွမ်းနိုင်ပါသောကာလလေးအသင်္ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချင်းလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ရင်ကြီးဟုကျက်တိထဝေငါးသက်အစုအလုံးခဲရင်သောမူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝမ်းကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖတ်များစွာရောက်တော်မူခဲ့ရရှာလိမ့်ပြီမဟာကရုဏီကတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတတ္တနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဝိရိဟဘုရင်ကြီးကတိနကပုဂ္ဂုတကာမိဏတိဝိနာဆိုတဲ့ပညာရှိအမတ်ကြီး၄ဦးပြင်လူငယ်လူရွယ်မြတ်သာဖြစ်သောထိပ်တန်းပညာရှိတူဖြစ်တဲ့မောဒရာပညာရှင်ကိုနန်းတော်တွင်ခေါ်ယူခါစားစေပြီးတဲ့အခါမှာပညာရှိတွေချမ်းရံပြီးတိုင်းပြည်မှာအာကိုအထလောက်လို့တိုင်းရေးပြည်ကိုစီမံဆောင်ရွက်နေရင်အခက်ခဲဟုသမျှတွေကိုပညာရှိတို့ရဲ့ပညာစွမ်းအားနဲ့ကျော်လွှားနိုင်ခဲ့တာတိုင်းငယ်ပြည်ငယ်ပင်ဖြစ်တော့လဲဝေရယဘုရင်ကြီးရဲ့အခြေအနေကပညာရှိတဲ့မတ်ပေါင်းရန်ထားသည့်အတွက်ကြောင့်လောကနဲ့ပတ်သက်လာတဲ့အခက်အခဲတွေအလုံးကိုလွန်မြောက်အောင်ပညာရှင်တို့ရဲ့စွမ်းအားနဲ့ဖြည့်ရှင်းဆုံးဖြတ်နိုင်ခဲ့တယ်။သို့သောဘုရင်ကြီးဟာပညာရှိတွေပေါ်မှာတကယ်ပညာရှိအားကိုးလောက်တာပင်ကိုအရေးချင်းတကယ်ရှိတယ်မရှိဘူးဆိုတာကို
သူကိုယ်တိုင်ကလည်းပဲပညာစမ်းလို့တဲ့စိတ်တွေဖြစ်ပေါ်လျက်ရှိနေတယ်ပေါ့ဒါကပညာရှင်တွေနဲ့တွဲဖက်နေတတ်တဲ့ပုဂ္ဂိုလ်တူတယောက်မှာစိတ်ကူးစိတ်တန်အနေနဲ့ပေါ်လာတတ်တဲ့သဘောတရားတစ်ခုပဲတဏှိသောအခါမှာဝိရိယဘုရင်ကြီးကနန်းတော်ဘောကစဉ္ညာပတ်လန်းတစ်ခုပေါ်မှာလမ်းလျှောက်ရင်ထိုစဉ္ညာကနေပြီးနိုင်ရင်မြေဘက်ကိုလှမ်းပြီးတော့ကြည့်လိုက်တယ်လှမ်းကြည့်လိုက်တဲ့အခါမှာသူ့ဘာမြင်တွေ့သွားတော့ဆိုခွေးတစ်ကောင်နဲ့စိတ်တစ်ကောင်နှစ်ကောင်ဟာတူတူအိပ်ဆက်နေကြတာကိုသွားတွေ့တယ်ခွေးနဲ့စိတ်ဆိုတာခွေးကအသားစားတယ်စိတ်ကမျက်စားတယ်တစ်ကောင်နဲ့တစ်ကောင်ဟာအခုလိုနီးနီးကပ်ကပ်ရှင်းရှင်းနီးနီးပူပူကပ်ကပ်နေတယ်ဆိုတာအလွန်ရှားပါတယ်ပေါ့ရမယံခါမှာထုဆန္ဒတွေရှိတယ်ကြောင်လေးတွေကိုခွေးမကြီးကနိုးတိုင်နေတာတို့နော်မွေနဲ့ဖားနဲ့အတူတူနေကြတာတို့ရှမ်းသူပင်ဖြစ်တဲ့ငစားတခါတရံလောကရဲ့ဆံပြမှုသတ္တဝါတို့ရဲ့အနေအထားကြုံတွေ့ကြရတယ်အခုလဲနန်းတော်ကနေလှမ်းကြည့်လိုက်တဲ့အခါမှာခလန်းလန်းနိုင်ရင်ပြင်မှာဆောက်လုပ်ထားတဲ့ဘုရင်ရဲ့ဗန္တာတော်တွေထားတဲ့နိုင်ရန်အနီးမှာစိတ်တစ်ကောင်နဲ့ခွေးတစ်ကောင်ခင်မင်ရင်းနှီးစွာအနိကနေထိုင်ကြတာကိုသူမြင်တယ်မြင်တော့စိတ်ကူးရတယ်ငါရဲ့ပညာရှိကြီးတွေတကယ်ရောပညာရှိတာဟုတ်ကလားစုံစမ်းမေးမြန်းအောင်မယ်ဆိုတဲ့ပညာစမ်းလို့စိတ်တွေပေါ်လာတယ်ပညာရှိတွေကိုဆင့်ခေါ်ပြီးတော့ဘုရင်ကြီးကမေခွန်းပု္ပ္ပာမေးတယ်ဘုရင်ဆိုတာဟာဟိတ်နဲ့ဟန်နဲ့ကလည်းလှုပ်တတ်တယ်နော်ဘုရင်နေဆိုတာဟန်အများကြီးသူများတဲ့ဟန်ကောင်းတဲ့လူကဘုရင်ဖြစ်တာပဲလေဟိတ်ဟန်လှုပ်တတ်တဲ့လူကဘုရင်ဖြစ်တာအရေးချင်းရှိတာမရှိတာဒီပြင်အရေးချင်းအသာထားဟိတ်ဟန်လှုပ်တဲ့နေရာမှာတော့သူကအရေးချင်းကောင်းတယ်အဲဒါကြောင့်ပညာရှိမတ်ကြီးတွေကိုဆင့်ခေါ်ပြီးတော့ပညာရှိမတ်ကြီးတွေငါကောင်းထဲမှာပေါ်လာတဲ့မေခွန်းပု္ပ္ပာတစ်ခုကိုငါမေးမယ်ဖြေနိုင်ရင်ဖြေကြငါနန္ဒစာသုံးဆောင်ပြီးနေစာမစားခင်စကြမှာငါမေးတဲ့မေခွန်းကိုအဖြေပေးကြအကယ်၍မပေးနိုင်ဘူးဆိုလို့ရှိရင်တော့ငါနားမှာနေဖို့မသင့်ဘူး။ဘာကြောင့်လို့ဆိုရင်ငါနန်းတော်ဟာတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်သာလေဝိညာဉ်ခါစားတာတွေငါသဘောကျတယ်။နှလပိန်းတုံးနေငါနားနေလို့ဘာမှအကျိုးရှိမှာမဟုတ်ဘူးဆိုပြီးခက်တီအတီပေါင်းနဲ့သူကပြောပြီးတော့အမတ်ကြီးမောဟတရာပညာရှိအပါဝင်ပညာရှိ9ယောက်ကိုမေခွန်းထုတ်လိုက်တယ်သူမြင်ထားတဲ့မြင်ကွင်းကိုမေခွန်းကြည့်ပြီးတော့သူကမေခွန်းထုတ်တာလောကမှာတဲ့ဖေရုံးကမှနှစ်ဦးတွဲပြီးတော့မနေတဲ့တဦးနဲ့တဦးရန်ဆောင်နေတတ်တဲ့ပုဂ္ဂိုလ်နှစ်ဦးဟာငြိမ်းချင်းချမ်းချမ်းနဲ့တဦးနဲ့တဦးခင်မင်ရင်းနှီးစွာယုံကြည်စိတ်ချစွာနိနိကကနေနိုင်ကြတယ်ဆိုတာတွေ့ရတယ်အဲ့ဒါဘာကြောင့်လဲဖြစ်ထုတ်ကြရန်သူနှစ်ဦးဟာမိတ်ဆွေဖြစ်ပြောင်းလဲပြီးပူပူကက်ကက်နေတယ်ဆိုတာလောကမှာဖြစ်တော့ဖြစ်ခဲ့သူတို့ဟာဘာကြောင့်ရန်သူဘဝကနေပြီးမိတ်ဆွေဘဝရောက်သွားကြတယ်ဆိုတဲ့အကြောင်းကိုအဖြေထုတ်ကြရမယ်အကယ်၍ငါမေးတဲ့မေးခွန်းကိုငါသတ်မှတ်ပေးတဲ့ဒီကနေ့အတွင်းအဖြေမထုတ်နိုင်ဘူးဆိုလို့ရှိရင်မင်းတို့ပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုငါနန်းတော်ဟာနှင်ထုတ်မယ်ငါရဲ့ advisor အဖြစ်ကအလုပ်ဖြုတ်ပြစ်မယ်လို့ဘုရင်ကြီးကချင်းချောက်ပြီးအတီပေါင်းနဲ့ပြောတာအတီပေါင်းနဲ့ပြောလိုက်တဲ့အခါကျတော့
ဒီမေကုန်းကကြည့်လိုက်တယ်တေနကမကြီးကသူကောင်းထဲမှာစဉ်းစားလို့မရဘူးရန်သူနှစ်ယောက်ဟာတုံးနဲ့တူယုံကြည်စိတ်ချပြီဘယ်တော့မှမိတ်ဆွေမဖြစ်ဘူးပဲနဲ့အခုခါတုံးနဲ့တူအနီးကပ်ယုံကြည်စိတ်ချစွာနေထိုင်ကြတာဘာကြောင့်လဲစဉ်းစားလို့မရတော့ပုဂ္ဂုတလမ်းကြည့်တော့လဲတိုက်ပြည်ကနှစ်ထုတ်ခံမှတွေးပြီးတော့လန့်နေခေါင်းထဲမှာစဉ်းစားအဖြေမထွက်ဘူးကာမိန်ဒအမတ်ကြီးကလည်းခေါင်းကြီးငိုက်ဆိုင်ကြီးဖြစ်နေဒေဝိနအမတ်ကြီးကလည်းပဲခေါင်းကြီးငိုက်ဆိုင်ကြီးနဲ့စိတ်ပြည့်တဲ့အမှုရာဖြစ်နေမဟောဒရာပညာရှိကိုလှမ်းကြည့်တော့မဟောဒရာကလည်းသူ့ပြန်ကြည့်တယ်သူလည်းခေါင်းနဲ့ပေါ်ဖို့မရဘူးဒီမေခွန်းရဲ့အဖြေကိုတေနကမတ်ကြီးကအကင်းတော့ပါတယ်သူကဒီပညာရှိကအကင်းတော့ပါအဲ့တော့မဟောဒရာပညာရှိတောင်ဒီမေခွန်းရဲ့အဖြေကိုသူချက်ချင်းမသိဘူးဆိုတော့ဒီမေခွန်းကလွန်ခက်ခဲတဲ့မေခွန်းဖြစ်မယ်အကယ်၍မဖြေနိုင်ဘူးဆိုရင်တို့တွေနှစ်ထုတ်ခံရတော့မှာအဆက်တကွဲအကျိုးနဲ့ဖြစ်တော့မှာပဲဆိုပြီးတော့သူအကြံထုတ်တယ်ဘုရင်ကြီးကိုရင်းနှီးတဲ့အနေထားအနေနဲ့ရေမောပြီးတော့ရှင်မင်းကြီးကမေခွန်းကအလွန်ကိုခက်ခဲနေတယ်ကျွန်တော်မျိုးတို့ကအခုလိုပရိသတ်ကြားမှာလူတန်းနေဆူညံနေတဲ့အချိန်ပိုင်းမှာကျွန်ုပ်တို့ဟာစဉ်းစားလို့ဒီရှင်မင်းကြီးရဲ့မေခွန်းကိုဖြေဖို့ရခေါင်းထဲမှာပေါ်မှမဟုတ်သေးဘူးအဲ့တော့ကျွန်တော်တို့အချိန်ပေးပါတိတ်ဆိတ်ငြိမ်သက်ပြီးတော့တူးတဲ့စဉ်းစားလိုက်မယ်စိတ်ဓာတ်တွေကိုစူးစီးပြီးတော့ရှင်မင်းကြီးရဲ့မေခွန်းကိုစူးစမ်းလိုက်ရင်ဧကန္ဒိဋ္ဌကျွန်တော်တို့ဖြေနိုင်မှာဖြစ်ပါတယ်ရှင်မင်းကြီးတရက်တော့ခွင့်ပြုပါမောဒရာကလည်းခေါင်းငိမ့်ပြအဲ့ဒါဘုရင်ကြီးစီခွင့်တောင်းလိုက်တယ်တရက်တော့ခွင့်ပေးပါတိတ်ဆိတ်ငြိမ်သက်တဲ့အချိန်မှာသူတို့တွေးတောကြံစီပြီးသင်မင်းကြီးရဲ့ခက်ခဲတဲ့အဖြေကိုမှန်ကန်အောင်ထုတ်ပါမယ်ဆိုတော့ဘုရင်ကြီးကကောင်းပြီနေ့ဖြင့်ကအဖြေပေးကြရမယ်မပေးနိုင်ဘူးဆိုလို့ရှိရင်နှင်ထုတ်မယ်အလုံးတန်းတော့မထားဘူးအလုံးနှင်ထုတ်ပြမယ်ဘုရင်ကြီးကအတိဖောက်ပြောတော့အလုံးစိတ်ပြက်လက်ပြက်နဲ့ထွက်ခွာသွားကြထွက်ခွာသွားရင်ကနေပြီးတော့တူပြောကြတယ်ဘယ်နဲ့လဲစဉ်းစားမိလားဆိုပုဂ္ဂုတအမတ်ကြီးကလည်းမစဉ်းစားမိဘူးစဉ်းစားဖို့ရခက်ကာမိန်အမတ်ကြီးကလည်းသူလည်းမစဉ်းစားမိဘူးဒေဝိနလည်းမစဉ်းစားမိမဟောဒရာကလည်းမစဉ်းစားမိသေးဘူးဘာကိုဘုရင်ကြီးကဥတီပြီးပြောနေမှမသိသေးဘူးဆိုပြီးတော့အိမ်ပြန်သွားကြတယ်တခါတရံပြဿနာဆိုတာဟာသူမြင်မိမဲ့ကိုမြင်ခြင်းမှမြင်တာတော့အခက်ခဲဆိုတာအမှန်တမ်းအခက်ခဲဘာကိုရည်ရွယ်ပြီးတော့ဒီမေခွန်းထုတ်မှမသိဘူးဆိုတဲ့အပေါ်မှာအခက်ခဲတွေကြုံအိမ်ပြန်သွားတဲ့အခါမှာမောဟဒရာပညာရှိကတော့ခေါင်းထဲမှာပေါ်လာတယ်ဒီဘုရင်ကြီးကတကယ်တော့သူထက်မြက်တဲ့ဘုရင်ကြီးတော့မဟုတ်ဘူးသူဘာတွေ့ပြီးဒီမေခွန်းထုတ်နေတာတော့ဆိုစဉ်းစားတယ်ပေါ့နော်သူဘာတွေ့ပြီးတော့ဒီမေခွန်းမေးဖို့စိတ်ကူးရတာလဲလို့ဆိုဥဒုံပရဒေဝိစီချင်းကတ်တာရှင်မိဗျာတဲ့ဘုရင်ကြီးဟာဒီရက်ပိုင်းနေမှာဘယ်နေရာမှာသူအကြာကြီးရက်ကြည့်နေတာများရှိသလားဘယ်နေရာများရက်ကြည့်နေတာတွေ့တော့ဆိုဥဒုံပရဒေဝီကအနိကခါသားတယ်မိဗျာဆိုအေးနိုင်ရင်ပြင်ကရှောက်လန်းကြီးကဒေသာပြည့်နားမှာတော့သူအကြာကြီးရက်နေတာတွေ့တယ်ဆိုတော့မောဟဒရာကဟုတ်ပြီအဲ့ဒီကနေကြည့်လိုက်တဲ့အခါကျတော့စိတ်တကောင်နဲ့ခွေးတကောင်အိတ်နေတာသွားတွေ့တယ်။အော်သူဒါကိုမေခွန်းထုတ်တဲ့နေမှာပဲဆိုမောဒရာအေးစစ်စစ်ပဲပြန်သွားတယ်။သူသဲလွန်စာလေးရသွားတယ်။ဟိုမကြီးတွေကအိတ်မပြောရှာကြဘူး။အိတ်မပြောဘူး။ငါတို့အဖြေမပေးနိုင်ရင်တော့ငါတို့နှစ်ထုတ်ခံရတော့မှာပဲဆိုပြီးတော့ သူ့ကိုယ်တိုင်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 သူ့
ခေါင်းကုတ်စဉ်းစားလို့မရအမတ်ကြီးလေးဦးခေါင်းချင်းဆိုင်ပြီးတော့တိုင်းမင်းဟိုမောဒရာကောင်လေးတော့တိလောက်ပါတယ်ကွာသူကအကင်းပါတဲ့လူလဲလူငယ်သူ့အိမ်သွားမေးကြရအောင်ဆိုပြီးတော့အဲ့ဒီသေနကအမတ်ကြီးနဲ့ပညာရှိအမတ်ကြီး၄ယောက်ဟာမောဒရာအိမ်မက်ကိုသွားကြတယ်သွားပြီးတော့ဟိုကြတော့သတင်းပို့တဲ့အခါကျတော့မောဒရာပညာရှိကဝင်ခဲ့ပါဆိုတော့သူတို့မောဒရာအိမ်ရောက်ပြီအဲ့ဒီမိကုန်းနဲ့ပတ်သက်ပြီးတော့အဖြေရပလားဆိုတော့မောဒရာကရပါပြီအဖြေရပြီဆိုတော့သူတို့မရရင်မဖြေနိုင်ရင်တော့နန်းတော်ကနှစ်ထုတ်တဲ့တန်ကိုခါရတော့မှာပဲသို့မဟုတ်ဘုရင်ဆိုတာစိတ်လိုက်မှလှုပ်တတ်တဲ့အနေအထားတွေရှိတယ်ဒါကြောင့်မို့အကယ်၍သာတို့မဖြေနိုင်ရင်ဒုက္ခရောက်တော့မှာအဖြေလေးသိရင်တို့လည်း share လုပ်ပေးပါဦး share လည်းပေါ်တယ်လေခုအဲ့ဒီ share လုပ်ခိုင်းတယ်မောဒရာပညာရှိကအကယ်၍ငါမပြောရင်ဒီမကြီးတွေဒုက္ခရောက်တော့မှာထွက်သားကိုငဲညာတယ်သူကအဲ့တော့သူတို့ကိုအဖြေလေးတွေကိုတူနဲ့တူမတူတဲ့အဖြေသို့တော့ဏိကုံးဆွဲတဲ့အခါမှာစိတ်နဲ့ခွေးပဲအလုံးဏိကုံးဆွဲလိုက်တဲ့အခါစိတ်နဲ့ခွေးအကြောင်းအဲ့ဒီအဖြေကိုမောဒရာပညာရှိကသူတို့သင်ပေးလိုက်တယ်သင်ပေးလိုက်တဲ့အခါနောက်ရဲ့ကြတော့ကြော့နဲ့တို့အဖြေရပြီဆိုပြီးနန်းတော်ထဲဝင်သွားကြလေရဲ့နော်နန်းတော်ထဲဝင်သွားတဲ့အခါမှာသေနကအမတ်ကြီးကအကြီးဆုံးဆိုတော့သူကထိတ်ကထိုင်တယ်မဟောဒရာကနောက်ဆုံးအစွန်မှာထိုင်ရတယ်ပညာရှိ9ယောက်စုံစည်းမိတဲ့အခါမှာမောင်မင်းတို့ဘယ်နဲ့လဲငါကိုရောမြတ်မေးထားတဲ့မေးခွန်းအဖြေရကြပလားအဖြေမရရင်တော့မကန်မဖြေနိုင်ရင်တော့ငါပြောထားတဲ့အတိုင်းတိုက်ပြည်ကနှင်ထုတ်ရလိမ့်မယ်နန်းတော်ကနှင်ထုတ်ရလိမ့်မယ်ငါနိုင်ငံမှာနလဘိန်းတုံးကိုမထားဘူးပညာရှိမှငါမွေးမယ်ခတ္တိတီနဲ့ဘုရင်ကြီးကအဲ့လိုပြောလိုက်သေးတာသေနကအမကြီးကဘုရင်ကြီးနဲ့ယဉ်နှီးတော့ဟဲနဲ့ရီလိုက်သေးတာရှိပြီးကျွန်တော်မျိုးမှမဖြေရင်ဘယ်သူဖြေနိုင်မှာတော့ကျွန်တော်မျိုးအဖြေရပါပြီကဲဒါဖြင့်ဖြေစမ်းမှာလောကမှာဘယ်တော့မှမတည့်တဲ့ရန်သူနှစ်ဦးဟာဘယ်လိုအကြောင်းကြောင့်သူတို့ဟာတဦးနဲ့တူငြိမ်းချမ်းရေးလုပ်ပြီးတော့ကြောချင်းကပ်ပြီးတော့နေနိုင်ကြတာဘာကြောင့်လဲဘာကြောင့်ရန်သူတွေဟာပြန်ပြီးတော့မိတ်ဆွေဖြစ်ပြီးတော့တဦးနဲ့တူလက်တွဲနိုင်ကြတာလဲအဲ့ဒီဖြေကိုဖြေပါဆိုမောဒရာသင်ပေးလိုက်တာလေးအတိုင်းသူကပြောတယ်မောဒရာကသင်ပေးလိုက်တာသူအဓိပ္ပာယ်တော့နားမလည်ဘူးတဲ့မောဒရာသင်ပေးလိုက်တဲ့အတိုင်းပဲအလွတ်ရအောင်ချက်ပြီးရွတ်တာအဲ့သူလွတ်ရအောင်ချက်ပြီးတော့ရွတ်လိုက်တဲ့စာပိုင်လေးကဘာလို့ဆိုဥက္ခပုဒ္ဒရာဇပုဒ္ဓိယာနာဥရဝတမန္တံပိယမနံပံနသုနခတတေအဒင်းတိမန္တံအထမင်္ဒတသူနေနတချမတ္တာမောဒရာရေးပြီးတော့ပေးလိုက်တဲ့သင်ပေးလိုက်တဲ့ကာထာလေးအတိပ္ပယ်ကဘာလို့ဆိုလို့ရှိရင်မင်းကြီးမင်းသားတွေဒီအထက်တန်းကြတဲ့အမတ်ကြီးတွေမင်းဆိုးရာဇာတွေဟာတဲ့သိုးသားစိတ်သားကိုမျက်မျက်နှုံနှုံစားကြတယ်တဲ့တိုင်ပဲခွေးသားကိုတော့မစားကြဘူးတဲ့အဲ့ဒီနှကောင်ပအောင်သူကစီကုံးပေးထားသိုးသားတော့သူတို့အလွန်ကြိုက်တယ်တဲ့ဒါပေမဲ့ခွေးသားကိုတော့မစားကြဘူးတဲ့သိုးနဲ့ခွေးဟာမိတ်ဆွေဖြစ်နေကြပါလားအဲ့ဒီအဓိပ္ပာယ်လေးကိုသူပြောလိုက်တယ်သိုးနဲ့ခွေးမိတ်ဆွေဖြစ်နေကြပြီတော့ဘုရင်ကြီးကသူရွယ်ပြီးတော့မေးတယ်မေးကုန်ဖြစ်နေတော့ကဲသေနကအမတ်ကြီးဖြေတာဟုတ်ပြီနောက်ပုဂ္ဂုတအမတ်ကြီးကဖြေစမ်းမအောင်ဘာကြောင့်ဆိုတာကိုပြောစမ်းမအောင်ဆိုသူကလည်းမောဒရာသင်ပေးထားတဲ့အတိုင်းဖြေတယ်
Sama Vihanandi Elegata Adda Paitatra Dukkata Hodi Nahiti Dunakata Atrandi Atha Mendata Tunina Tachamata Sidagon Duragon ye Ajigu Aton Chabiro Mien Side Kama Mien Goni Epi Duriha Sayigu Body Cambiro Miemoma Timbiro Side Shijane Tabi me Kui Guru Miemoma Tibiro Mashigu Durunakam do Todo Eri Sane Kuiha Bishop Nijare Tal to say like that. Being let's say ne quit by and being easy. Tane do the watch out video. Que Camina Magia Shiva Onuso Camina Magia Bafi. I will later think yo he mendo Nasa Tunakata with Nani Ati to Biora. Say Maro Julia Taumiro needed. Julie the Srenre Boma Sega Joshide. Quemaro Jomashivu Quearo Jomashivu Sega Mieko Sabi Quea Adago Sare Eri Sane Queha Bishop Nijali Adule Fi Hatayo Pinia Hobby Dewena Magia Shiva Onuso, Dewena Magia Miro, Dewena Magia Tentare and Dupsir. Tina Mati Pala Mati Mendo Seisura Miako Sare, the Diri Usare Nasa Tunako Tina Mati, no Pala Mati. Quisurado, Yamasavu, Yasa Anneli Quia Yamasavu, Adimasavu Canea Tuno, the Tambilana Quisure Gonga, Shonu, Janu, like Catate Tiniama Saine Qui, Besu Pini Javare, or Bevo. She like to let you do. Okay. Mahadara Pinyashi, she's a mao. Solo, Modara Pire, Durone, but do the Pio, do she later. Tujara Poviro, Tidi Jaja Pira. Atada Bado, Sodopata Chile Jam Shibiro. Oh, Chile Shiku. Mendo Atanago Adida Mano the Saitu Varusura Oh Quashida Soro Takudakua the Kugueve Shida Soro Chidoga Li Chong Quaga Ligu Dime Quaga the Changwe Soro Chiden in Chidele in Nebioma solution Shikushita Chidele de Shikushid Sadia Maharadi Ya Imada Manda Aharadi Ya Moda Say ne qui no say ha the Mamien Quaya got Nebiro Tuha Qui adret Yaku you be there Qui adret Abago you be there Qui got Yaku shoes on be there or that day she should or no Qui ne say ha say got Abago chi be there Qui got Yatongo chi be there Erilu through Navuha Ponsa Biro Say Doka and the law. Changing Guni being a Nibiro, Chana Duka Yanijara. Badara Waragato, Widi Hatito, Widi Hara, Inyamina, Posnana, Adaki Kira Daki Kansanino, Bubo Gada, Mukamada Seda. Teacher say like that. Widi Abinia, Nano one in Lanshaw Yene. Say ne qui.
အပြန်အလှန်အကျိုးပြုအစာတွေကိုခြိပေးနေကြတာကိုကြည့်ပြီးတော့ဒီမေခွန်းထုတ်တာပါလို့ဖြေလိုက်တဲ့အခါကျတော့သူ့အဖြေကပို့ပြီးတော့ကွတ္တိမိသွားတော့ဘုရင်ကြီးကဝမ်းသာအားရဖြစ်ပြီးအော်ပညာရှိတွေငါနာပညာရှိတွေတကယ်တော်ကြပါပြီတဲ့ဥဒ္ဒံခက်ခဲတဲ့မေခွန်းကိုတော့ဖြစ်နိုင်တယ်ငါဟာအရာတော်လိုက်တာဒီလိုပညာရှိတွေနဲ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရတာငါ့ဖို့အရာတော်လိုက်တာအလွန်ခက်ခဲနေတဲ့ပြည့်ဒီပြဿနာကိုပဲသူတို့ဟာဖြေရှင်းနိုင်မှာပဲတဲ့ဆိုပြီးတော့အလုံးကိုအတ္တရူလာမြင့်ကတဲ့ယထာကတစည်းစီနော်အခွန်ဒီကြီးပွားတိုးတက်တဲ့စီးပွားရေးကောင်းတဲ့ရွာကြီးကလည်းတရွာစီအလုံးကိုမေခွန်းဖြေနေသည့်အတွက်ကြောင့်ဆုချလိုက်တယ်ဘုရင်ကြီးအဲ့တော့သူမေခွန်းထုတ်တာဘာကြောင့်ဒီမေခွန်းထုတ်တယ်လဲခွေးနဲ့စိတ်တူတူအိတ်နေတာတင်ချိတာလားလို့ဆိုမဟုတ်ဘူးအဖြစ်ပြက်ဇာလန်းလေးကဘာတော့ဆိုဘုရင်ကြီးကခွေးတဲ့စိတ်အကြောင်းကိုသူဒီလောက်ပဲသိပေမယ်လို့တကယ်အဖြစ်ပြက်ကဘာဖြစ်သွားတော့ဆိုဘုရင်ကြီးနန်းတော်မှာမွေးထားတဲ့ခွေးတစ်ကောင်လည်းရှိတယ်ချက်စားဖို့ဒီမှာရဲ့ဒီစိတ်ကတော့မပေါ်သေးတာပဲဖြစ်နေတယ်အစိတ်တစ်ကောင်လည်းရှိတယ်တရက်ကြတော့အဲ့ဒီစိတ်ကစင်တင်းကုတ်ဘက်ကိုသွားပြီးစင်နေကျွေးတဲ့မြတ်ထုံကိုသွားပြီးတော့စားလိုက်တော့စင်တိန်တွေကတွေ့တဲ့အခါမှာသူ့ကိုကြောကောက်အောင်ရိုက်လွှတ်လိုက်တာခွဟောအဲ့ဒီစိတ်အရိုက်ခံလိုက်ရတော့ကြောကိုကောက်ပြီးတော့လာကျင်တို့ပြန်လာပြီးတော့ဒီကိုယ်တော်ကြားမှာလာပြီးတော့အိတ်တာသူအရိုက်ခံလိုက်ရတာကြောကိုကော့တော့အောင်ရိုက်တာဟိုကတခါခွေးကလည်းပဲဘုရင်ရဲ့စားတော်ချက်ကထွေးဟင်းဒီအသားငါးတွေချက်ပြီးတော့ချွေးချေးတွေထွက်လို့အပြင်ဘက်မှာခဏလေညင်းလေးထွက်ခန့်တဲ့အချိန်မှာဒီချက်ထားတဲ့အသားဟင်းနှံ့ကနေမှု့ကြိုင်နေတော့ခွေးကနှာခေါင်းကိုရှူပွားလှုပ်ပြီးမနေနိုင်တော့ဘူးအဲ့ဒီထမင်းချက်သမားစားတော်ချက်သမားအလစ်မှာထဲထဲဝင်ပြီးတော့အိုးဖွင့်ပြီးတော့အမဲလုံးကိုဆွဲတော့တာခွက်တန်လဲကြားရောခွေးလန်စားနေတာလည်းမြင်ရောတကားကိုပိတ်ပြီးတော့အဲ့ဒီခွေးဟာရိုက်လိုက်တာဟောနောက်ဆုံးမှာခွေးဟာကြောကိုကော့နေအောင်ရိုက်ခါရတဲ့အခါခြေတော်လေးတစ်ချောင်းမြောက်ပြီးတော့နောက်ခြေတော်လေးမြောက်ပြီးတော့သုံးချောင်းနောက်နဲ့သွားတယ်လေခွေးဆိုတာမြောက်စီနဲ့သွားပြီးတော့အဲ့တော့အရိုက်ခံထားတော့သူလည်းအဲ့ဒီကိုယ်တော်ညာသွားပြီးတော့အိတ်တယ်အဲ့ဒီမှာနှစ်ကောင်စလုံးမှာကြောကောက်အောင်ရိုက်ခံထားရတဲ့အခါကျတော့စိတ်ကမေးတယ်ဘာဖြစ်လို့လဲဆိုဒီလိုပဲဘုရင်စားတော့ချက်မိဖို့တဲ့ဝင်ပြီးတော့အသားစားပြီးတော့ရိုက်ခံရတာဆိုခမရရောဘာဖြစ်တာတော့ဆိုငါလည်းကွာစင်တင်းကုန်သွားပြီးတော့မျက်ဆွဲမိတာနဲ့ရိုက်ခံလိုက်ရတာပေါ့အဲ့ဒါလို့နှစ်ယောက်စလုံးဟာဒုက္ခခံနေရတော့အစားအသောက်နဲ့ပတ်သက်ပြီးငါတို့နောက်ဆိုရင်မသွားရတော့ဘူးမကတ်ရတော့တို့အစားအသောက်ခက်လိမ့်မယ်အဲ့ဒီမှာစိတ်ကစပြီးအကြံပေးတယ်ငါကြံမယ်ကွာအဲ့တော့မင်းအစာအတွက်စိတ်ဆိုတာအသားမစားဘူးငါကစားတော့ကဲချက်တဲ့စဖိုးချောင်းသားသွားပြီးရစ်တီလုပ်မယ်ရစ်တီလုပ်ပြီးအလစ်တုတ်လာခဲ့မယ်အသားတော့လစ်တုတ်ပြီးဒီနာချထားမယ်အဲ့ဒါမင်းစားမင်းကငါစိတ်ဆိုတာအသားမစားဘူးဆိုတာသိတော့ငါ့ကိုတော့ဒုက္ခပေးမှာမဟုတ်ဘူးတခါခွေးကလည်းခွေးဆိုတာမျက်စားတဲ့အကောင်မဟုတ်တော့ငါလည်းစင်တင်းကုန်တာသွားရစ်တီလုပ်ပြီးအလစ်ကိုအဲ့ဒီမျက်တုံးကိုချီလာခဲ့မယ်ချီလာခဲ့ပြီးဒီနာချမျက်ကိုမင်းကစားအသားကိုငါစားမယ်နဲ့ဆိုပြီးတော့အပေးယူမျှသွားကြတာသူတို့အဲ့လိုနဲ့မိတ်ဆွေဖြစ်သွားကြနော်လောကကြီးမှာအပေးယူမျှရဲ့မိတ်ဆွေဖြစ်တယ်အပေးယူမျှဖို့လိုတယ်နော်သူမလုံနိုင်တာကိုလုံတယ်ကိုမလုံနိုင်တာသူလုံတယ်အဲ့ဒါလို့အပေးယူမျှလိုက်တဲ့အခါမှာခွေးနဲ့စိတ်ဟာ
မိတ်ဆွေဖြစ်သွားတာအဲ့ဒါကိုသိထားတဲ့ဘုရင်ကြီးကဒီမိကုံးထုတ်လိုက်တာဖြစ်တယ်ကောအဲ့ဒါကိုမေနကပညာအနေနဲ့ဒီမောဒရာဆလမ်မှာ၅ခုမြောက်နန်းတော်ရောက်ပြီးတဲ့အခါမှာ၅ခုမြောက်မိခွန်းအနေနဲ့မိခွန်းထုတ်တာပဲဖြစ်တယ်အဲ့ဒီနောက်မှာဆုလက်တွေတူတူချလိုက်တဲ့အခါမှာဥဒ္ဓမရဒေဝီကမကြေမနပ်ဖြစ်တယ်။ဘာကြောင့်မကြေမနပ်ဖြစ်တုံးဆိုဒီသေနကဆိုတဲ့သေနကတို့ဒီအမတ်ပညာရှိကြီး၄ယောက်ကဒါသူတို့ကြံ့မဟုတ်ဘူး။သူ့ရဲ့မောင်လေးမဟောဒရာစီကရထားတဲ့အဖြေတွေပေးတာ၄ယောက်စလုံးကိုဆုတူတူရတယ်ဆိုတော့ဒါမကြေနပ်နိုင်ဘူး။မကြေနပ်နိုင်တော့ဘုရင်ကြီးစီသွားပြီးတော့ဖွင့်ပြောတယ်နော်။သေမင်းကြီးတဲ့ဒီအဖြေဟာဘယ်သူပေးတာတော့သိလားမောဒရာပညာရှိကပေးတာသူတို့တိုင်းပြည်ကနှင်ထုတ်ခံမှာဆိုလို့တနာငဲညာတဲ့အနေနဲ့သူတို့ကိုမောဒရာပညာရှိကသင်ပေးထားတာသင်ပေးတဲ့အတိုင်းသူတို့ဖြေကြတာဆုရတဲ့အခါကျတော့အလုံးတူတူဆိုတော့ဒါမတရားဘူးတကယ်ကတော့ဒီအဖြေတွေအလုံးဟာမောဒရာရဲ့အဖြေတွေပဲလို့ဆိုတော့ဘုရင်ကြီးကအေးငါသားမောဒရာစိတ်ကောင်းရှိတယ်ချီစံစိတ်ကောင်းရှိတယ်သူသင်ပေးထားတာပါလို့မပြောဘူးအလုံးအတွက်ငဲညာပြီးတော့သူလှုပ်ဖို့ရတယ်ဆိုပြီးဘုရင်ကြီးကသူ့ကိုပို့ပြီးတော့စိတ်ထဲမှာဝမ်းသာအားရဖြစ်သွားတယ်အဲ့ဒါလို့ဝမ်းသာအားရဖြစ်ပြီးတဲ့နောက်မှာဘုရင်ကြီးကနေအောင်နောက်မေးခွန်းတစ်ခုငါမေးအောင်မယ်အဲ့ဒီကြရင်တော့သူတို့နှစ်ယောက်ကိုစကကြီးလူပွဲဒီဘိတ်လုပ်ခိုင်းမယ်ငါရှိမှာပဲတကယ်အရေးချင်းရှိတဲ့ပုဂ္ဂိုလ်ဘယ်သူဆိုတာကိုသိရှိနားလည်အောင်ငါဒီဘိတ်လုပ်ခိုင်းမယ်ဆိုပြီးသူကဘုရင်ကြီးကဒီဘိတ်လုပ်ဖို့ရအတွက်သူစတင်ပြီးတော့စဉ်းစားတယ်အဲ့ဒါလို့စဉ်းစားတဲ့အခါမှာတိရိမန္တဆိုတဲ့စကကြီးလူပညာရှိနဲ့ဥစ္စာရှိသူပညာရှိသူနဲ့ဥစ္စာရှိသူပညာနဲ့ဥစ္စာဘယ်အရာကသာတယ်လဲဆိုတာကိုဒီပိတ်လောက်ရမယ်စကီလူပွဲတစ်ခုဘုရင်ကြီးကစီမံတယ်အဲ့တော့ပညာရှိအမတ်တွေကိုအကုန်လုံးဖိတ်ခေါ်လိုက်တယ်သူတို့6ဦး5ဦးစလုံးဖြစ်ဘုရင်ရှိရောက်တဲ့အခါမှာတေနကအမတ်ကြီးကထိတ်မှထိုင်တယ်အစွန်မာကမဟောဒရာပညာရှိထိုင်တယ်အဲ့ဒီမှာဘုရင်ကြီးကဲပညာရှိသူနဲ့ဥစ္စာတဏရှိသူဘယ်သူကတာလဲဆိုတာကိုအကြောင်းအကျိုးစီလျော့အောင်တင်ပြနိုင်ရမယ်ဘယ်သူကတာလဲဆိုတာတင်ပြကြလို့ဆိုတော့အဲ့ဒီမှာဘယ်သူကတာလဲဆိုတာအလုံးကိုတင်ပြကြရမယ်ဘုရင်ကြီးကစပြီးတော့ဗာမေးတော့ဆိုပညာယုပေတံတိရိယဝိဟိနာပညာနဲ့တော့ပြည့်စုံတယ်ဒါပေမဲ့ဥစ္စာဒနာမရှိဘူးယတတိနံဝါပိအပေဒပညာတယောက်ကတော့ခြံရစည်းစိမ်များပြီးတော့ပညာမရှိဘူးဥစ္စာမိတံသေနကဣဒမထံသေနကအမကြီးအဲ့ဒီအကြောင်းကိုငါမေးမယ်ကမေထသေယောဥစ္စာရှိပြီးပညာမရှိသူနဲ့ပညာရှိပြီးဥစ္စာမရှိသူအဲ့ဒီနှစ်ယောက်ဟာဘသူကတာတယ်ဆိုတာကိုပညာရှိတွေကဘသူကတာတယ်လို့ပြောဆိုကြသလဲအဲ့ဒီမိကုံဖြေပါနော်ဘသူကတာအဲ့တော့သေနကအမကြီးကဒါသူတို့မျိုးရိုးမှာသူတို့ကပစ္စည်းဥစ္စာချမ်းသာကြွယ်ဝမှလူရဝင်နေဆိုတဲ့အယူဆရှိတယ်သူကပညာတတ်မှမဟုတ်ဘူးပစ္စည်းဥစ္စာချမ်းသာကြွယ်ဝလောကမှာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ပညာရှိတဲ့လူရဲ့စကားနဲ့ဥစ္စာရှိတဲ့လူစကားဒီနှစ်ခုပြိုင်ပြောမယ်ဆိုလို့ရှိရင်ဥစ္စာရှိတဲ့လူရဲ့စကားအောင်နေတာများတယ်လေလူတွေကလည်းပတ်စံချမ်းသာလို့ရှိရင်သဘောကျကြတယ်ပညာရှိတဲ့လူကပညာကချက်ပြုတ်စားလို့မှမရတာဆိုပြီးတော့
ဥစ္စာရှိတဲ့လူကိုဖက်လိုက်တတ်တယ်လောကလူတွေရဲ့သဘာဝဒါကြောင့်မို့လို့သူ့ရဲ့အသိဉာဏ်ထဲမှာပါရှိတော့ဆိုရင်ပညာတဲ့ဥစ္စာရှိတာကပို့ပြီးတော့တန်ဖိုးကြီးတယ်ဆိုတဲ့အတွေးကိုသူကတွေးထားဘုရင်ကြီးကလည်းမေးလိုက်ရောသူကဖြေလိုက်တယ်တေနကဒီရာစဘာလာစဟဝေစနေနတိပ္ပုပတမ္ပနာစအသိပိနောစာရှင်မင်းကြီးတဲ့ပညာရှိတဲ့လူမိုက်အတတ်ပညာနဲ့ပြည့်စုံတဲ့လူနဲ့အတတ်ပညာမရှိသူနော်အဲ့ဒီနှစ်ဦးသူဇာတိမန္တောပိအဇာတိမတ္တမျိုးရိုးကောင်းသူနဲ့မျိုးရိုးမကောင်းသူလူလောကမှာဒီလိုကွဲပြားပြီးတော့နေတာရှိပါတယ်တဲ့ယတတိနောပေတကရာပဝန္တိအလုံးဟာပညာရှိသူရောပညာမရှိသူပါပညာအတတ်ပညာတတ်သူရောမတတ်သူပါအလုံးဟာပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့လူရဲ့ဝန်တန်းတွေပဲဖြစ်တယ်သူခိုင်းတာလောက်ကြရတယ်ပေါ့ပတ်စံရှိတဲ့လူကပတ်စံပေးခိုင်းတယ်လေအလုံးဟာသူ့ရဲ့အခိုင်းအစေတွေသာဖြစ်တယ်ဒီအချက်ကိုလောကကြီးရဲ့အခြေအနေကိုသူတွေးလို့သူ့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပညောနိဟိနောပညာရှိသူကနှိမ့်ချတယ်တဲ့တိရိမာဝသေယောပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့လူကပဲနော်မြတ်တယ်ယာရုရှိတဲ့လူနဲ့မရှိတဲ့လူလည်းတူတူပဲလေနော်ယာရုရှိတဲ့လူကမြတ်တယ်ပညာရှိမရှိယာရုရှိဖို့ပဲအရေးကြီးတယ်ယာရုရှိရင် तू ကရှာထူးအရှိန်နဲ့ तू က comment ပေးမှာပဲလေအမိန့်ပေးပညာရှိမရှိယာရုရှိတဲ့လူကအထက်ကရောက်အဲ့ဓာတွေဟာလောကရဲ့သဘာဝဒီလိုရှိသည့်အတွက်ကြောင့်ပညာရှိသူကနှိမ့်ချပြီးတော့ယာတုဂုံသိမ်းစည်းစိမ်ဥစ္စာရှိတဲ့လူကအထက်တန်းကြပါတယ်လို့ဒီလိုစတင်ပြီးတော့သူကပညာရှိသူနဲ့စီးပွားစည်းစိမ်ဥစ္စာယာတုရှိသူအဖြေပေးလိုက်တယ်ပေါ့နော်အဖြေပေးလိုက်တဲ့အခါမှာသူပေးလိုက်တဲ့အဖြေကိုပြန်ပြီးခြေဆိုဖို့ပုဂ္ဂုတာတို့ကာမိနာတို့ဒေဝိနာတို့ကိုမမေးတော့ဘူးမမေးတော့ဘဲနဲ့အငယ်ဆုံးဖြစ်တဲ့မဟောဒရာဘက်ကိုလှမ်းပြီးတော့ဘုရင်ကြီးမေးလိုက်တယ်တုဝံပိပု္ပ္ပာမိအနောမပညာအလွန်ကြီးမားတဲ့ပညာရှိတဲ့မဟောဒရာကေဝလဓမ္မထတိအကျိုးအကြောင်းကိုကောင်းကောင်းသိတဲ့မဟောဒရာပညာရှိတယ်ပါလံယတသိံပဏိတံအပ္ပဘောကကမိထတေယောကုသလဝရန္တိလောကမှာပညာရှိတဲ့ပုဂ္ဂိုလ်တွေကနော်ယာတုဂုံသိစည်းစိမ်ဥစ္စာရှိတဲ့အသိဉာဏ်မရှိတဲ့လူမိုက်ရဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ပညာရှိပြီးတော့ငွေကြေးတနာမရှိတဲ့ပုဂ္ဂိုလ်ဘယ်သူကတာတယ်လို့ပညာရှိတွေကပြောကြတယ်လေခြေဆိုပါအောင်လို့မဟောဒရာဘက်ကိုလှမ်းပြီးတော့ဘုရင်ကြီးကပြောလိုက်တဲ့အခါမှာမဟောဒရာကဒီတေနကအမတ်ကြီးနဲ့ဆန့်ကျင်မဲ့သူကတပိတ်လောက်ရတာပါပါဏိကမ္မာဏိကရောတိဘာလောအရှင်မင်းမြတ်ပညာမရှိတဲ့ပုဂ္ဂိုလ်ဟာမဟုတ်တာလှုပ်ဆုံးပဲမဟုတ်တာကိုလှုပ်တတ်တယ်ဣဒမေဝတေယောဣတိမညမေနောဘဝတဘဝကောင်းစားတာဟာအရေးကြီးတယ်ပညာမရှိတဲ့ပုဂ္ဂိုလ်ကတဘဝကောင်းစားရေးပဲကြည့်တယ်နောင်ပါဖြစ်ဆိုတာကိုယ်ဘဝကောင်းစားရေးတစ်ခုပဲကြည့်တယ်မဟုတ်တာဆိုရင်အကုန်လုံးတယ်လို့ဣတိဝတေယောဣတိမညမနောသူတို့ကြတော့လက်တွေ့ကြတာကောင်းတယ်ပေါ့ဝါဖို့ရအရေးကြီးတယ်နော်နောင်ခါလာနောင်စေးပဲရတာတော့ကိုလာတာတော့ဘိုင်းငင်ဆိုပြီးရတော့ယူထားမယ်ဆိုလူပေါ့နော်ဟုတ်တာဖြစ်စေမဟုတ်တာဖြစ်စေပညာရှိလူမိုက်တွေဟာပညာကင်းမဲ့တဲ့လူမိုက်တွေဟာ
ပစ္စုပန်ဘဝကောင်းစားရေးတစ်ခုတည်းကိုသာကြည့်တယ်တဲ့ဣထလောကဓာတ်တိပရလောကအတ္တတိဒီဘဝကောင်းစားရေးတစ်ခုကိုသာကြည့်ပြီးနောက်ဘဝကောင်းစားရေးကိုမကြည့်ပါဘူးတဲ့သူတို့နောက်ဘဝကောင်းစားရေးကိုမကြည့်ဘူးဥပယထဘာလောကလိမဂ္ဂဟေတိပညာမဲ့တဲ့ပုဂ္ဂိုလ်ဟာဒီဘဝပဲဖြစ်ဖြစ်နောက်ဘဝပဲဖြစ်ဖြစ်သူဟာအရှုံးကိုသာရှာတတ်ပါတယ်ပညာမရှိဘူးဆိုလို့ရှိရင်ဆုံးဆုံးဖြတ်ဖြတ်မဟုတ်တာတွေလှုပ်တတ်သည့်အတွက်ကြောင့်ဒီဘဝလည်းဆုံးနောက်ဘဝလည်းဆုံးဒီဘဝပါဆုံးတော့ဂုဏ်သိက္ခာတွေဆုံးသွားတယ်နောက်ဘဝကြပါဆုံးတော့ဆိုရင်ကောင်းရသဂတိဘုံမရောက်တော့နောက်ဘဝမှာလည်းဆုံးပဲဧတံပိဒိဋ္ဌဝါနအဟံဝရာမိဒီလိုလက်တွေ့ကြတဲ့အကြောင်းအရာတွေကိုကျွန်တော်မျိုးတွေ့မြင်သောကြောင့်ပညောမသေယောအသိပညာရှိတဲ့လူကသာပိုကောင်းပါတယ်နော်နယတတိတောစိစေဥစ္စာယာဒူးကြည့်တိုင်းမကောင်းပါဘူးယာဒူးကြည့်သူကဒီလောက်မကောင်းပါဘူးပညာရှိမှသာကောင်းပါတယ်လို့မောဟဒရာကပညာရှိဘက်ကခြေဆိုပြန်ခြေဆိုတော့ဘုရင်ကြီးကကဲသေနကအမကြီးပြောပါအောင်နောက်ထပ်အကြောင်းတစ်ခုပြစမ်းမအောင်ဆိုသေနကမကြီးကပြောပြန်တယ်နံပါတ်2ထပ်ပြီးတော့သူကဒီဘိတ်လောက်တာနိသိပ္ပမေတံဝိတ္တာတိဘောခံနဗန္ဓုဝါနတရိရဝန္နောယောပတ္တိလမုခံဒုက္ခမေဓမာနာတိရိဟိနံပစတိဂောရဝိန္ဒံသူကအကြောင်းပြလိုက်တယ်နော်နိသိပ္ပမေတံဝိတ္တာတိဘောခံပညာမရှိခြင်းနေပါစေစီစဉ်ဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာငွေကြေးတနာကိုအသုံးချနိုင်တယ်တဲ့နဗန္ဓုဝါနတရိရဝန္နောအေးဆွေတွေမျိုးတွေကလည်းတကယ်အရေးမပါဘူးရုပ်ရည်လှတာမလှတာလည်းတကယ်အရေးမပါဘူးကြည့်လေတဲ့မိထီလာမြို့မှာဝိရိဟနိုင်ငံထဲမှာပဲမိထီလာမြို့ကြီးမှာဂောရဝိန္ဒဆိုတဲ့တထေးကြီးရှိတယ်အဲ့ဒီဂောရဝိန္ဒဆိုတဲ့တထေးကြီးဟာငွေကြေးတနာအလွန်ကြွယ်ဝချမ်းသာတယ်ဒါပေမဲ့လို့သူဟာစကားပြောတိုင်းပါးစပ်ကသေးရည်ထွက်တယ်နော်ရုပ်ရည်ကလည်းမရှိဘူးပတ်စံရှိလို့သို့တော်သူနားမှာအချောအလှအမျိုးသမီးတွေအများကြီးရန်နေတယ်သူစကားပြောလိုက်လို့ပါးစပ်ကသေးရည်ကြတယ်ဆိုလို့ရှိရင်ကြာပန်းလေးတွေနဲ့ခံပြီးတော့အဲ့ဒီကြာပွင့်လေးတွေကိုအောက်ချလိုက်ရင်အရက်သမားတွေကလူလိုက်ကြတာတဲ့အဲ့ဒီကြံကိုနော်တရေတုတ်ပြီးတော့ချလာတဲ့ကြာပွင့်ကိုပဲအမြတ်တနိုးယူကြအဲ့ဒီဂောရဝိန္ဒဆိုတဲ့တထေးကြီးဟာပတ်စံကြွယ်ဝချမ်းသာသည့်အတွက်ကြောင့်သူ့ကိုဝန်းရံပြီးတော့ပြုစုနေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ပြုစုနေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒါကိုထောက်ကြည့်မယ်ဆိုလို့ရှိရင်တဲ့တိရိဟိနံပစတိဂောရဝိန္ဒသူ့ရဲ့ခုံချက်တွေဟာပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်းပဲဖြစ်တယ်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်းကြောင့်သူဟာအရာရာခိစ္စပြီးနေတယ်ဘာအသိဉာဏ်မှမလိုဘူးပတ်စံရှိရင်ရတဲ့အကုန်ခုခေတ်အတွက်တလို့ပေါ့နော်ဝေရှိရင်အလုံးဖြစ်တဲ့ပတ်စံဆိုတဲ့ဟာလေနော်ဝေရှိရင်အလုံးပြီးတယ်ဆိုတဲ့ဧတံပိဒိဋ္ဌဝါနအဟံဝရာမိအဲ့ဒါကိုတွေ့လို့ကျွန်တော်မျိုးကအတိအကျပြောရဲပါတယ်ပညောနိဟိနောပညာရှိတဲ့ပုဂ္ဂိုလ်အောက်တန်းကြတယ်နော်တိရိမာဝတေယောပတ်စံချမ်းသာတာဂုဏ်ရှိတာပို့ပြီးတော့မြင့်မြတ်ပါတယ်လို့တေတကဒုတိယအချိန်အကြောင်းပြပြီးတော့အခုလိုပြောဆိုလိုက်တော့ဒီဒုတိယအချက်ကိုမောဟဒရာကခြေပါရတယ်ကဲမောဟဒရာကဘယ်လိုပြောမလဲလို့ဆိုတော့ဘုရင်ကြီးကမေးလိုက်တဲ့အခါကျတော့မောဟဒရာပညာရှိကလတ္ထဒုက္ခမစ္စတိအပပညောအသိပညာနည်းတဲ့ပုဂ္ဂိုလ်ဟာတဲ့ချမ်းသာဒုက္ခရလို့ရှိရင်မိမိလျော်ရောနေတတ်တယ်ကိုယ့်ကိုထင်ကြီးသွားတတ်တယ်ပေါ့ကိုယ့်ကိုထင်ကြီးတတ်တယ်
ကောင်းတဲ့အလုပ်ကိုမလုပ်ဘူးစီစဉ်ဥစ္စာတွေရထားလို့ရှိရင်သူကိုယ့်ကိုယ်ရှင်မှုတတ်တယ်ဒုက္ခိနဖုတ်တော်ပြီးပမောဟမေတိဆင်းရဲဒုက္ခကြုံတဲ့အခါကျတော့သူဟာမစင်စားတတ်လောက်အောင်တွေးဝေတတ်တယ်အာဂနုခိနဒုက္ခဒုက္ခိနဖုတ်တော်ပဝေဒေတိဝါရိစရောဝခံမေနွေရသည်မှာရေနေလို့ကုန်းပေါ်လာတဲ့အခါမှာရေတွေကငါးတွေဟာထွန်းထွန်းလူးပြီးတော့နေကြသလိုအခက်ခဲကြုံလာပြီဆိုရင်ငွေကြေးတနာချမ်းသာတဲ့ပုဂ္ဂိုလ်တွေဟာစိတ်နှလုံးတုန်လှုပ်တွေရှိကြတယ်တဲ့အဲ့ဒါကိုကြည့်ပြီးတော့ကျွန်တော်မျိုးကတော့ပညာရှိတာကပိုကောင်းတယ်ဥစ္စာရှိတဲ့လူကတလောက်မကောင်းဘူးလို့ပြန်ပြီးတော့ခြေဆိုပါတယ်လို့မောဒရာကဒီလိုခြေဆိုလိုက်တဲ့အခါမှာဝိရိယဘိညာဉ်တိုင်းလူကြီးပဲသူကတော့နော်ကဲပြောပါဦးသိဏကအမတ်ကြီးဒီချက်ပါပြောခြင်းသေးတော့ဆိုသိဏကအမတ်ကြီးကပြောတယ်ဒုမယထာတာဒုဖလံအရင်းကြီးသမန္တာတောသဗိတရန္တိပခိရှင်မင်းကြီးတဲ့ဥပမာမဲ့အသီးတွေညွတ်နေအောင်တီးတဲ့အသီးသီးတဲ့သစ်ပင်ကြီးအရလေးမျက်နာကလာတဲ့ငှက်တွေဟာအသီးစားကြကိုအရလေးမျက်နာငှက်တွေဟာထိုသစ်ပင်ကြီးပေါ်မှာသစ်ပင်ကြီးတန်စုပြုံပြီးတော့ရောက်လာတယ်တဲ့အဲ့ဒါလိုပဲတဲ့ချမ်းသာကြွယ်ဝပြီးစိစိမ်ဥစ္စာရှိတဲ့ပုဂ္ဂိုလ်လူများစုကလာရောက်ပြီးတော့ဝန်းရံကြတယ်ခါစားကြရတယ်အသီးသီးတဲ့သစ်ပင်ကြီးကိုငှက်တွေကဝန်းရံတယ်လို့ပဲဝန်းရံခါစားရောက်ရှိလာကြတယ်လို့ပဲသက်ဆံဥစ္စာကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်စီကိုလူတွေအလုံးဟာလာရောက်ဝန်းရံကြရတယ်သူတို့ရဲ့ဘဝရေးအတွက်လာရောက်ပြီးတော့ခါစားကြရတယ်အဲ့ဒီအချက်ကိုကြည့်ပြီးကျွန်တော်မျိုးကရဲရဲပြောရဲပါတယ်စီးပွားဥစ္စာတဏကြွယ်ဝသူကပို့ပြီးတော့ပညာရှိတဲ့ပုဂ္ဂိုလ်တွေတာပါတယ်လို့တေတက၃ခုမြောက်ဒီလိုဆိုလိုက်တဲ့အခါကဲမဟောဒရာဒီအချက်ကိုဘယ်လိုပြောမလဲလို့ဆိုမောဒရာပညာရှိကထပ်ပြီးတော့ခြေဆိုတယ်နတ္တာတုဗလဝဘာလောအသိပညာမရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ဘယ်လိုပဲခွန်အားဗလာတွေကောင်းကောင်းခွန်အားဗလာတွေနဲ့ပြည့်စုံမကောင်းပါဘူးတဲ့တာဟတာအဝိနတေတနံသူဟာအနိုင်ကျင့်ပြီးတော့စီဝါဥစ္စာကိုရအောင်ရှာတတ်ပါတယ်ကန္တန္တမေတံဒုမေတံကတ္ထန္တိနိရိယံဘုဒ္ဓနောက်ဆုံးမှာတဲ့ဒီအသိပညာမရှိတဲ့ပုဂ္ဂိုလ်ဟာအမှားအယွင်းနေပြုလုပ်ခြင်းကြောင့်သိတဲ့အခါမှာအော်ဟစ်ညည်းညူပြီးတော့ငရဲကိုဆွဲချခြင်းခံရပါတယ်တဲ့ဒါကိုတွေ့တဲ့အခါမှာအသိပညာကင်းမဲ့တာမကောင်းဘူးပညာရှိတဲ့ပုဂ္ဂိုလ်ကသာမြတ်တယ်လို့ကျွန်တော်မျိုးဆိုရဲပါတယ်လို့မောဟဒရာပညာရှိကအဲ့လိုခြေဆိုလိုက်တယ်ဘုရင်ကြီးကထပ်ပြီးတော့ကဲတေနကအမတ်ကြီးဒီအချက်ကိုပြောခြင်းသေးလဲဆိုသူကပြောတယ်ထပ်ပြီးအကြောင်းပြတယ်ယာကာစီနိဇောခင်ကမပိဝတ္တန္တိလောကမှာရှိသမျှမြစ်တွေဟာခင်ကမြစ်မှာပေါင်းစုံကြတယ်တဗ္ဗဝတိနမခုတ္တံဇန္တိဘုလေချင်းတွင်တို့ဘာလို့ဆိုအေယဝတီမှာလာပေါင်းတယ်လေစောကြီးတို့ဒုဋ္ဌဝတီတို့အေယဝတီပေါင်းသွားတယ်အေယဝတီထဲရောက်သွားလို့ရှိရင်ဒါကချင်းတွင်ကြီးပဲဒါကဒုဋ္ဌဝတီအကြီးပဲဆိုတော့ပြောလို့မရတော့တာအလုံးဟာအေယဝတီမြစ်ဖြစ်သွားတယ်အဲ့ဒါလိုပဲတဲ့မြစ်တွေဟာခင်းကတည်းရောက်လာတယ်အလုံးဟာသူတို့ရဲ့မူရင်းအမည်နာမတွေကိုစွန့်ကြရတယ်ခင်းကမြစ်ဟာလည်းပဲသမုဒ္ဒရာတွေကိုရောက်သွားတယ်ဆိုလို့ရှိရင်အလုံးဟာသမုဒ္ဒရာကြီးဖြစ်ပေါင်းစပ်သွားကြတယ်ဒါကြောင့်မို့သူတို့ရဲ့အစွမ်းအစတွေဟာမရှိတော့ပါဘူးအဲ့တော့ပညာတွေဘလောက်ရှိပညာဘလောက်တတ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ရဲ့နော်ဝန်တမ်းပဲဖြစ်ရပါတယ်လို့အားလုံးဟာပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ထံမှာဝင်ရောက်ပြီးတော့ခါစားကြရတယ်လကစားလောက်ကြရတယ်အဲ့ဒီစကားနဲ့ဖြေဆိုလိုက်တဲ့ပ
ပြောလိုက်တဲ့အခါမှာမောဟဒရာကဘယ်လိုခြေပရမလဲဆိုဘုရင်ကြီးကခြေပဖို့ပြောတဲ့အခါမှာယမေတ္တမက္ခဥဒတိမဟန္တံတဝန္တိနိသောသဗ္ဗကာလမတ္တင်္ချဟုတ်တယ်ဒီအလွန်ကြီးမားတဲ့ပင်လေသမုဒ္ဒရာတဲ့ကိုမြေတွေအလုံးဟာအကုန်လုံးဝင်ရောက်သွားကြတယ်အဲ့ဒီပင်လေကြီးဟာအမြဲတမ်းပဲဒီလှိုင်းထန်နေပြီးတော့ပင်လေဆိုတာအမြဲတမ်းလှိုင်းလုံးနေနဲ့တဝဝအတန်ပြုတ်နေတာဖြစ်တယ်သို့တော့အဲ့ဒီပင်လေကြီးတွေဟာမြေချောင်းအင်းအိုင်တွေအလုံးကဘလောက်ပဲစီးဝင်ပင်လေကြီးရေတွေရှမ်းသွားလို့အေယဝတီမြစ်ရေတိုးလို့ရေရှမ်းတာရှိတယ်ပင်လေရေရှမ်းတယ်လို့မရှိဘူးတဲ့ကမ်းပေါ်ဘူးဘယ်တော့မှမကြော်ဘူးအဲ့ဒါမျိုးလို့ပါပဲတဲ့လူမိုက်တွေစီးပွားဥစ္စာကြီးပြီးဘလောက်ပဲပြောနေသူတို့ဟာပညာရှိကိုဘယ်တော့မှမကြော်နိုင်ပါဘူးအလုံးပညာရှိစီရှိတံဝင်ပြီးတော့တောင်းပန်ရတာပဲဖြစ်တယ်နောက်ဆုံးကြတော့ဘလောက်ပဲချမ်းသာပညာရှိရဲ့အဆုံးဖြတ်ကိုရယူရတာပညာရဲ့အကြံဉာဏ်ကိုရယူရတာဖြစ်တယ်ဒါကြောင့်မို့ဒီအချက်ကိုထောက်ထားကြည့်မယ်ဆိုရင်ပညာရှိတဲ့ပုဂ္ဂိုလ်ကသာအထက်တန်းကြတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကဒီဥစ္စာဒနာရှိုံနဲ့ထက်တန်းမကြဘူးလို့မောဟဒရာကဒီလိုခြေဆိုလိုက်တယ်အဲ့တော့ခြေဆိုတဲ့အခါမှာဘုရင်ကြီးကကဲဒီအချက်နဲ့ပတ်သက်ပြီးတော့သေနကအမတ်ကြီးဘာပြောမလဲဆိုသေနကအမတ်ကြီးကအတညတောစေပိပရိသမတ္ထပနာတိတဏ္ဏကတောယတဝတိတတေဝတံရုဟတိညာတိမစ္စေတိရိဟိနံကာရယတိနပညာလောကမှာတဲ့ဒီပညာမရှိခြင်းနေပါစေအပညာတော်စေပိပရိသမတ္ထသူတစ်ပါးအကျိုးစီးပွားကိုညွန်ပြနိုင်တဲ့ပညာမရှိခြင်းပဲနေပါစေနောက်ဆုံးမှာဂုဏ်ရှိတည်စီစိစိဥစ္စာကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်ဟာလူကြားသူကြားထဲမှာစကားပြောပြီးဆိုရင်သူ့စကားကိုပဲအေးအေးယူကြတယ်တဲ့နော်ပညာရှိစကားကိုဘယ်သူမှအေးမယူပတ်စံချမ်းသာတဲ့လူရဲ့စကားကိုအေးယူကြတယ်ဒါလူလောကအများစုကတော့မှတ်နေတာဒီတိုင်းပဲနော်အများစုကပတ်စံချမ်းသာတဲ့လူရဲ့စကားအောင်းတယ်တိရိဟိနံကာရယတိနပညာအဲ့ဒါလို့အောင်မြင်မှုဟာသူ့ရဲ့ဓနဂုံကြောင့်သာဖြစ်တယ်ပညာဂုံကြောင့်မဟုတ်ဘူးတဲ့ဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်လေပညာဟာအောက်တန်းကျပြီးပညာရှိသူဟာနှိမ့်ကျပြီးတော့စိစိဥစ္စာတဏှာကြွယ်ဝသူကသာထက်တန်းကျပါတယ်လို့သေနကအဲ့ဒါလို့တင်ပြတဲ့အခါမှာဘုရင်ကြီးကကဲဒီအချက်နဲ့ပတ်သက်ပြီးမောဟဒရာဘာပြောမလဲဆိုတော့မောဟဒရာပညာရှိကဖြေဆိုတယ်ပရတဝါအတနောဝါပိဟေတုဘာလောမုသပနတိအပပညောအသိဉာဏ်မရှိတဲ့လူမိုက်ဟာတဲ့ကိုယ့်အတွက်ပဲဖြစ်ဖြစ်သူများအတွက်ပဲဖြစ်ဖြစ်မမှန်မကန်စကားတွေကိုပြောလို့ရှိတယ်သောနေနီတော်ဟောတိတဘာယမစ္စေအဲ့ဒါလို့ပြောတာလူလေကောင်မှသူဟာမမှန်မကန်နေပြောသည့်အတွက်ကြောင့်လူတကာရဲ့ကဲ့ရဲ့မှုကိုခံရတတ်တယ်ပစ္စာပိသောဒုက္ခတိခာမိဟောတိနောက်ဘဝကြတော့လေသူမကောင်းတဲ့ဘဝရောက်ရတယ်ဒီအချက်ကိုထောက်ထားမယ်ဆိုလို့ရှိရင်တော့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာသာဥစ္စာရှိသူတဲ့ပို့ပြီးတော့ကောင်းပါတယ်လို့မောဟဒရာကဒီလိုခြေပါတော့ဘုရင်ကြီးကကဲသေနကဘာပြောနိုင်အောင်မလဲဆိုတော့သူကလည်းထပ်ပြီးတော့ပြောတယ်6ခုမြောက်အနေနဲ့သူဘာပြောတော့အထံပိစေပါတတိပုရိပညောအနာလီယောအပဒနောဒလိတောနတတတံရူဟတိညာတိမစ္စေတိရိစပညာဝတောနဟောတိသူပြောချင်တာကနော်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာဘလောက်ကိုအကျိုးအကြောင်းညီညွတ်တဲ့စကားပဲပြောချင်ပြောပါစေတဲ့ပစ္စည်းဥစ္စာဓနမရှိဘူးဆိုလို့ရှိရင်ငွေကြေးဓနမပြည့်စုံဘူးဆိုရင်သူ့စကားမအောင်ဘူးတဲ့
သူစကားကိုသူကမှမမှတ်ယူကြဘူးတဲ့ဒါကြောင့်ဒီပညာရှိရုံနဲ့မဖြစ်ဘူးဥစ္စာတဏှာရှိမှပို့ပြီးတော့အရာရာမှာကိစ္စပြီးပါတယ်လို့ဒီအချက်ကိုကြည့်ပြီးတော့ပညာရှိသူဟာနှိမ့်ကြပါတယ်ဒီဥစ္စာတဏှာရှိသူကပို့ပြီးတော့မြင့်မြတ်ပါတယ်ထက်တန်းကြပါတယ်လို့ဆိုတော့မဟောဒရာကဘယ်လိုပြန်ခြေပတော့ဆိုပရတဝါအတနောဝါပိဟေတုနဘာတတိအလိကံပူရိပညောပညာရှိတဲ့ပုဂ္ဂိုလ်ဟာဒီမဟုတ်တာမပြောဘူးဘယ်တော့မှမမှန်မကန်စကားတွေကိုကိုယ်ကိစ္စကိုယ်ချောင်းကိုငဲ၍ဖြစ်စေသူတော်ဘာအတွက်ဖြစ်စေမမှန်မကန်စကားမျိုးတွေကိုလွယ်မချွတ်ချော်တဲ့စကားတွေကိုပြောလို့မရှိဘူးတဲ့အဲ့ဒါလို့မပြောသည့်အတွက်ကြောင့်လူလဲကောင်းမှခွန်သိက္ခာရှိတယ်သောပူစီတော်ဟောတိတဘာယမေစေလူကောင်းသူကောင်းတွေရဲ့အလယ်မှာသူဟာချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်မောဟကြတော့လဲကောင်းသူဂရိဘုံရောက်တယ်တဲ့ဒါကိုကြည့်ပြီးတော့ပညာရှိတဲ့ပုဂ္ဂိုလ်ကသာမြတ်ပါတယ်ထက်တန်းကြပါတယ်နော်စိစေဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကမမြတ်ပါဘူးဆိုတော့သေနကဘာပြောတော့ဆိုဟတ္ထိကဝတ္တမဏိကုဏ္ဍလာသထိယောသအိတ်တေတုကုနေတုသာတာသဗ္ဗဝတ္တာဥပဘောဂဘဝန္တိဣဒတပောတတအနေတိမန္တောလောကကြီးမှာကြည်ပါတဲ့လောကကြီးမှာကြည်ပါတဲ့အမျိုးသမီးတွေဆင်းနေပဲဖြစ်ဖြစ်မြင်းနေပဲဖြစ်ဖြစ်ယရနာတွေပဲဖြစ်ဖြစ်အမျိုးသမီးအချောအလှတွေပဲဖြစ်ဖြစ်တဲ့အားလုံးဟာတဏှာရှင်ကိုခါစားကြရတာပါတဲ့အားလုံးတဏှာရှင်ရဲ့အလိုချစီးပွားဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့ဒီအချမ်းရနေတာဖြစ်ကြပါတယ်တဲ့ဒါတွေကိုထောက်ထားကြည့်မယ်ဆိုလို့ရှိရင်စီးပွားဥစ္စာရှိဒီပညာရှိတာတဲ့တဏှာရှိတာကပို့ပြီးတော့သာလွန်တယ်လို့ဒီလိုတင်ဆိုတဲ့အခါမှာမောဒရာကထပ်ပြီးတော့ခြေပါတယ်အတံဝိဟိတကမ္မန္တံဘာလံဒုံမေရမန္တိနံလောကမှာတဲ့ဒီစီမံခန့်ခွဲတတ်တဲ့အတတ်ပညာမရှိဘူးစီမံခန့်ခွဲတတ်မှုမရှိလို့ရှိရင်ဘလောက်ချမ်းသာဆင်းရဲတယ်လေလောကကြီးမှာစီမံခန့်ခွဲမှုမရှိဘူးဆိုရင်အကုန်ချမ်းဆင်းရဲတာပဲစီမံခန့်ခွဲတတ်လို့ရှိရင်ဆင်းရဲတဲ့ပုဂ္ဂိုလ်တောင်ချမ်းသာလာတယ်တဖြည်းဖြည်းအဲ့ဒါကြောင့်အတ္တဝိဟိတကမ္မန္တဆိုစနစ်တကျစီမံခန့်ခွဲတတ်တဲ့အသိပညာမရှိတဲ့နော်အသိပညာကင်းမဲ့တဲ့လူမိုက်ကိုတဲ့ဒီခုံချက်တည်းဆိုတာစွန့်ခွဲသွားတာဖြစ်တယ်ဥပမာမဲ့မွေးတကောင်ဟာအရီဟောင်းကိုလဲလိုက်တယ်လို့ပဲအဲ့ဒါလို့အသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ကိုခွန်သိက္ခာတွေကစွန့်ခွာသွားကြတယ်ဒါကြောင့်မို့လို့လောကကြီးရဲ့အနေအထားကိုကြည့်ပြီးပညာရှိတဲ့ပုဂ္ဂိုလ်ကသာမြတ်ပါတယ်ပညာမဲ့တဲ့ပုဂ္ဂိုလ်ကမမြတ်ပါဘူးစီးပွားဥစ္စာဘလောက်ပဲရှိမမြတ်ပါဘူးဒါ9ကြိမ်မြောက်ဒီဘိတ်လောက်တာ10ကြိမ်မြောက်ဒီဘိတ်လောက်တယ်10ကြိမ်မြောက်ဒီဘိတ်လောက်တဲ့အခါမှာသေနကဒီနောက်ဆုံးအစွမ်းအထက်ဆုံးလက်နဲ့ကြီးကိုထုတ်သုံးလိုက်တာအဲ့ဒီချိန်မှာနော်စစ်ပွဲကသူကပြစ်ကိုကပြစ်နေနောက်ဆုံးမှသူကတကယ်ကိုအစွမ်းထက်တဲ့အနုမြူဘုံလို့ဒုံးမြန်နဲ့သူကပြစ်မှဒီတစ်ခါကျတော့မလှုပ်နိုင်အောင်မောဟဒရာမလှုပ်နိုင်အောင်သူကနောက်ဆုံးလက်နဲ့ကိုအသုံးချဘာအသုံးချလိုက်တော့ဆိုရင်ပင်စပဏိတမယဗတ္တတေအရှင်မင်းတရားကြီးစဉ်းစားကြည့်ပါကျွန်တော်တို့ပညာရှိ5ဦးဟာတဲ့သဗ္ဗေပင်စလိကတာဥပဋ္ဌိတာရှင်မင်းကြီးကိုလက်အုပ်ချပြီးခါစားနေရပါတယ်တဲ့သူတို့ကပညာရှိတယ်လေဘုရင်ကြီးကပညာမရှိဘူးဒါပေမဲ့ခါစားနေရတယ်ဒါနောက်ဆုံးလက်နဲ့သုံးချတာပဲသူဘုရင်ကြီးနဲ့တိုင်တယ်ပြီးတော့ပြောလိုက်တာဒါအစွမ်းကုန်သူ့ထဲမှာပါတယ်လက်နဲ့အနုမြူလက်နဲ့သုံးချအနုမြူထိပ်ဖြူဝဋ္ဌနဲ့ပြစ်တာအဲ့ဒါ
တွန်တော့အဘိဘုံရဣတရောတိရှင်မင်းကြီးဟာကျွန်တော်တို့ကိုလွှမ်းမိုးပြီးတော့အစိုးရသူဖြစ်ပါတယ်သက်ကောဝဗုဒ္ဓပတိတေဝရာဇာနတ်တို့ကိုအုပ်စိုးတဲ့တရားမင်းကြီးလိုပါပဲရှင်မင်းကြီးကိုကျွန်တော်မျိုးတို့ခါစားနေရတာကြည်ပါရှင်မင်းကြီးလိုစီစဉ်ဥစ္စာဂုဏ်သတင်းကြွယ်ဝတဲ့ပုဂ္ဂိုလ်ပညာရှိတွေကခါစားရတယ်ဒါကြောင့်မို့လို့ပညာရှိကအောက်တန်းကြပါတယ်စီစဉ်ဥစ္စာကြွယ်ဝပြီးစီစဉ်ဥစ္စာယာဓုဂုဏ်သိစီစဉ်ဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့သားပါတယ်နောက်ဆုံးလက်နဲ့ကိုအသုံးချလိုက်တာသူကနော်ဒီနေရာမှာမဟောဒရာမဟုတ်ဘူးဆိုရင်လှမ်းမိုးရခက်သွားပြီဘာလို့ဆိုဘယင်ကြီးထိခိုက်တော့မှလေဘယင်ကြီးကိုထိခိုက်တော့မှလက်တွေ့ကြကြအဲ့လိုပြောလိုက်တဲ့အခါကျတော့မောဒရာကပါပြန်ဖြေတော့ဆိုဒါသောဝပညတယတတိဘာလောအထေတုဇာတေတုတထာဝိတေတုလောက်ပဲစီစဉ်ဥစ္စာကုန်နေရှိပါစေနော်ဘယ်လိုပဲရှိပါစေကိစ္စဝိစ္စပေါ်လာလို့ရှိရင်ပညာရှိကိုခါစားရတယ်ဘယင်ကိုယ်တိုင်ကလည်းပဲပညာရှိတွေစီအကြံဉာဏ်တောင်းရတယ်လေနောက်ဆုံးမှာဘလောက်ပဲယာရုကုန်သိစီစဉ်နေကြီးမားပါစေကိစ္စဝိစ္စအခက်ခဲတွေကြုံလာလို့ရှိရင်ပညာရှိကိုတောင်းပန်တိုးရှုပြီးတော့ပညာရှိကိုအကူအညီတောင်းရတာဖြစ်ပါတယ်ယံပဏိတာနိဗ္ဗုဏံသံဝေဒေတိသံမောဟမပစ္စတိတထပါလောအဲ့ဒီအချိန်မှာပညာမရှိဘူးဆိုရင်ဘုရင်ကြီးကိုဘယ်သူမှကူနိုင်မှာမဟုတ်ပါဘူးစိစဉ်ဥစ္စာကြွယ်ဝချမ်းသာယာဓုတွေမြင်မယုံနဲ့ဘယ်သူမှကယ်နိုင်မှာမဟုတ်ပါဘူးဒီအချက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပညာကမြတ်တယ်ဆိုတာပညာရှိသူကမြတ်တယ်ဆိုတာသိချပါတယ်ဆိုပြီးမောဒရာကဆက်ပြီးတော့ဏိခုံးချုပ်အနေနဲ့ဘာပြောလိုက်တော့တေနကအမတ်ကြီးကတော့ဗစပ်ပိတ်သွားပြီသူဒီနောက်ထုတ်သုံးစရာလက်နဲ့မရှိတော့ဘူးဘယင်ထီအောင်သူကသုံးလိုက်ပြီဆိုတော့သူနောက်ထပ်လက်နဲ့မရှိတော့မောဒရာပညာရှိကဘာနဲ့ပြောလိုက်တုံးဆိုအထာဟိပညာဝတတံပတ္ထာတဲ့လောကမှာတကယ်စင်စစ်ပညာကိုသာလင်ချီးမွမ်းကြတာဖြစ်ပါတယ်ကန္တာတိရိဘောဂရတမနုဿာဒီစည်းစိမ်ဥစ္စာရှာဓုဂုံသိစည်းစိမ်ဥစ္စာဆိုတာတဲ့ပစ္စည်းမဲ့တဲ့ပုဂ္ဂိုလ်တွေကသာဟိုကောင်းတယ်လို့ထင်ကြတာပါတဲ့ညာနေသဗုဒ္ဓနာမတုရိယရူပံပညာနာအစိတိတိရိကရာစီတဲ့ရှာဓုဂုံသိစည်းစိမ်ဥစ္စာကဘယ်တော့မှပညာကိုမကျော်လွှားနိုင်ဘူးလောကမှာကြည့်လေဖျားဆိုတဲ့ပုဂ္ဂိုလ်ဘယ်သူမှမရှင်းနိုင်တာအဲ့ဒါပညာပါပဲဆိုသူကလည်းနောက်ဆုံးလက်နဲ့သုံးလိုက်တာပြီးရောဖျားဆိုတာကိုပြောလိုက်တဲ့အခါကျတော့လောကမှာဖျားတဲ့သားတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးလေမြတ်စွာဘုရားလောကရဲ့အမြင့်မြတ်ဆုံးဖြစ်တာဥစ္စာရှိလို့မဟုတ်ဘူးယာရုဂုံသိကြီးကျယ်လို့မဟုတ်ဘူးဖျားယာရုစွန့်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မင်းသားဘဝကနေပြီးယာရုတွေစွန့်လာတယ်ရွှေအိုးကြီးလုံးလုံးဆိုတဲ့သူ့ရဲ့ပစ္စည်းဥစ္စာတွေစွန့်လွတ်ခဲ့တာဖြစ်တယ်တကယ်တော့လောကရဲ့မြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တာဟာပညာကြောင့်သာဖြစ်တယ်ဆိုတာကိုမောဟဒရာကထောက်ပြပြောဆိုလိုက်တဲ့အခါမှာအာလုံးဘုရင်ကြီးကခြေနှပ်အားရပြီးတော့မောဟဒရာပညာအစွမ်းထက်ပါပြီတဲ့ဆိုပြီးတိုင်းလူကြီးကလက်မြောက်ပြီးမောဟဒရာကိုနိုင်ပေးလိုက်တယ်တဲ့ကဲဒါပါပဲနော်ဒါသီရိမန္တဇတ်ဆိုတာ950ဇတ်ထဲမှာသီးသန့်17ဇတ်ဥမေငါဇတ်ထဲမှာထည့်သွင်းပြီးတော့ထားတာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မောဒရာပညာရှိကိုဒီသီရိမန္တဒီဘိတ်မှာဘုရင်ကြီးကခြေနှပ်အားရပြီးတော့ရွာပေါင်း1000နဲ့ဒီဆုတော်လက်တော်ချပြီးခုံပြုပူဇော်ခဲ့ပါတယ်အားလုံးမောဒရာပညာရှိကိုပဲဒီနန်းထိနန်းကိစ္စတွေအားလုံးမောဒရာပညာရှိရဲ့အစီအမံနဲ့ပဲဆောင်ရွက်ဖို့ရအတွက်ဘုရင်ကြီးကခွင့်ပေးလိုက်တယ်အဲ့လောက်ထိအောင်သူကယာဓုတွေကတိုးမြင့်သွားတယ်ဒီအချက်ကိုထောက်ထားပြီးတော့လောကမှာပညာဆိုတဲ့အရာဟာအမှန်တမ်းတန်ဖိုးကြီးမားတယ်ပညာဆိုတဲ့အရာကိုလူတိုင်းကကြိုးစားခြင်းဖြင့်ရရှိနိုင်အောင်
တို့တွေအထောက်ကြရမှာဖြစ်တယ်ပညာပါရမီရှိဖို့ရအတွက်ဒီဘဝမှာပညာကိုကြိုးစားသင်ပြီးတော့စဉ်းစားဆင်ခြင်တတ်တဲ့အလေးအထားကိုမွေးမြူပြီးဘယ်ကိစ္စမှာပဲဖြစ်ဖြစ်စဉ်းစားစဉ်းချင်းကြိုးကြောင်ဆင်ခြင်တတ်တဲ့အလေးအထားအပြင်မိမိရဲ့ပညာအရှိန်တိုးတက်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာပြေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းကောင်းငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တဒုက္ခပင်္ဂစာမေတ္တာပုံနေတုသင်္ကမမနောတရာတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပဝေငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တရွှေမြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေတဲ့ရောရှဲသင်ပြန်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း